ဘိုင်ယန်မြူနစ်အသင်းအတွက်ဂိုးတရာပြေးသွားခဲ့တဲ့ Harry Kane ဘိုင်ယန်မြူနစ်အသင်းရဲ့တိုက်စစ်မှု Harry Kane ကတော့ရှမနီကရှင်ပြိုင်ကစားခဲ့တဲ့ Water Beam နဲ့ပွဲစဉ်မှာတွင်းကို2ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်အသင်းအတွက်တွင်းကိုတရာပြေးမြောက်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့အင်္ဂလန်တိုက်စစ်မှုကရှမနီကရှင်ပြိုင်ကစားခဲ့တဲ့ Water Beam ကို4ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်2ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်ဘိုင်ယန်မြူနစ်အသင်းအတွက်တွင်းကိုတရာပြေးမြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒီကစားသမားကအသင်းအတွက်ပွဲပေါင်း104ပွဲသာကစားပေးခဲ့ပြီးတော့ဒီစံချိန်ကိုတင်နိုင်ခဲ့ခြင်းဖြစ်ကဥရောပထိပ်တန်းလိ5ခုမှာပွဲနေစုံနဲ့တွင်းကိုတရာပြေးမြောက်ခဲ့တဲ့ကစားသမားဖြစ်ပါစံချိန်တင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒက်ဘီ Harry Kane တယောက်ကဒီနေ့ရာသီမှာရင်အသင်းအတွက်ပြိုင်ပွဲစုံ73ပွဲသာကစားထားပြီးတော့တွင်းကိုပေါင်းက18ဂိုးထိကိုတွင်းထားကဂိုးဖန်တီမှုစုစုပေါင်း4ချိန်အထိကိုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာ Harry Kane နဲ့အသင်းရဲ့အခြေအနေဟာမရေမရာဖြစ်နေပြီးတော့ဂျာဒီကုန်တဲ့အချိန်မှာအသင်းကနေထွက်ခွာသွားပွဲရှိကြောင်းသိရပါတယ်။